အားလုံးပဲမင်္ဂလာပါအခုဖယ်သွားမှလဲဆိုတော့ကြိုက်ထီကိုဖះကူသွားမှဖြစ်ပါတယ်နှစ်ညအိတ်3ရက်ပေါ့နော်12ရက်နေ့ကနေသွားပြီးတော့13ရက်နေ့နေမယ်14ရက်နေ့ကျရင်ပြန်မှဖြစ်ပါတယ်အခုကအိမ်ကစားထွက်နေပါပြီဟန်သာဝိုင်းကိုပတ်နေရပါပြီးဒီလမ်းတောက်လျှောက်ကနေမှရန်ကုန်မြို့ကိုထွက်မယ်ပေါ့နော်ကဲအားလုံးပဲလိုက်ပြီးအားပေးကြပါဦးတောင်းတရာပေါ်ရောက်သွားပြီရမ်းအေးရနေလို့လဲကောင်းတယ်ညူလေးတွေလဲဆိုင်းလို့လှရနော်အချိန်ကတော့မနက်6နာရီလောက်ဖြစ်မယ်ထင်တယ်အဲ့အချိန်လောက်ဒါပေမဲ့လူကတော့ကားပေါ်မှာအဲ့ချိန်မူတွန်းနေဟိုတီးလိုက်ဒီတီးလိုက်နေအဲ့လိုဖြစ်နေတာနေလို့ကောင်းတယ်အေးလေးအခုကကြိုက်ကျိုးဖះကိုမသွားခင်ကြိုက်ထိုကကြိုက်ပေါ်လို့မှဲ့ရှင်ဖះကိုလည်းဝင်ဖူးလိုက်သေးတယ်အရန်တက်ပဲတာပဲအဲ့မှာဖះကလေသူကမှဲ့ရှင်ဖះဆိုတော့အဲ့လိုမှဲ့တွေကအဲ့လိုနေရာတွေပြောင်းပြီးတော့သွားတယ်ထင်တယ်အဲ့ဒီကိုသွားဖူးတဲ့အချိန်မှာကြာတော့မှဲ့ကအဲ့ဒီမျက်လုံးတော်ရဲ့ဘေးနားလေးမှာရောက်နေတယ်ဒါပေမဲ့အဲ့ဒါလေဗီဒီယိုမရိုက်ခဲ့လိုက်ရအောင်အဲ့ဒီကိုဝင်ဖူးလိုက်ပါတယ်အော်ပြီးတော့ရှိသေးတယ်ဒီလားအဲ့မှာလေယိုလေးတွေကတစ်ထုံးမှတစ်ထောင်ကြိုက်တာယူပေါ့နော်တစ်ထုံးတစ်ထောင်ယိုစုံရတယ်1000မို့ပြင်ရင်သူက1000မို့73လုပ်ပြီးတယ်တန်တယ်အဲ့ကိုရောက်ရင်အပေးကြည့်နော်နေရာလေးတွေကတော့အရန်တာရတယ်နေရပူတယ်ဒါပေမဲ့နေလို့ကောင်းတယ်အေးလေးပေါ့အဲ့ဗီဒီယိုထဲမှာပါအောင်မယ်သိလားအဲ့ဒီဖះရဲ့အခုတွေ့နေရတဲ့ဖះရဲ့အနောက်ဘက်မှာပန်းချံလေးလည်းရှိတယ်ဒါပေမဲ့ပန်းချံလေးကိုတော့မလျှောက်ခဲ့ဘူးဘာလို့ဆိုတော့အဲ့ဒီနားမှာရေတွေဖြန်းနေရဖြစ်တဲ့အတွက်လေတန်ရှင်းလည်းလုံးပြီးတော့အဲ့ဒီကိုတော့ရှောက်ပြီးတော့ဓာတ်ပုံရိုက်တာတွေမလုပ်ခဲ့ရအောင်အဝေးကနေပဲဗီဒီယိုရိုက်လိုက်ရတယ်အခုကြက်ကြီးတောင်ပေါ်ကိုစတက်နေပါပြီတောင်ပေါ်ကားပေါ်ရောက်နေတယ်နော်တောင်ကြီးကနေပါစပြီးတော့တက်နေပါပြီကားကလေးတွေကတယောက်ကို9000ပါခေါင်းသားကတော့တယောက်ကို9000ပေးရပါတယ်အခုတောင်စတက်နေပါပြီရှင်ကြီးလေးတွေကလည်းအရန်ကိုလှတယ်နော်မရုပ်ထိုင်ရတဲ့နေရာကြတော့အရှိဆုံးကမှနေရာရပါတယ်ဒီအရန်များတဲ့အတွက်တော်တော်ကိုဖိတ်ခေါ်ရပါတယ်
တောင်မော်ရောက်ပြီဆိုတာနဲ့အဲ့ဒီအထုပ်ချဖျားဖူးဗမာတဲရလဲဆိုတော့ထမင်းဆိုင်မှာတဲတာထမင်းဆိုင်ကမုံမူဆန်းဆိုတဲ့ထမင်းဆိုင်မှာတဲတာတညကိုတယောက်ကို3000ပေးရပါတယ်သူကအဲ့သူ့ဆိုင်မှာထမင်းစားပေါ့နော်နေတဲ့နေရာတော့ပေးကြမလို့ထမင်းစားလိုက်တာနဲ့အမတဲဖို့အဲ့လိုအဆင်ပြေသွားပြီအဲ့တော့တညကို3000မလက်စာနေ့လဲစာညစာကျွေးရအဲ့တော့ကိုရောက်သွားတဲ့နေ့မှာအမဖျားပေါ်တက်ဖျားဖူးလူတွေကတော့ရမ်းများနေရာလဲပူတယ်အဲ့ချိန်အဲ့မှာအထုပ်ချပြီးရတယ်အရင်ဆုံးလမ်းလျှောက်ပြီးတော့လေငွေဘက်ကိုသွားပြီးတော့ဗီဒီယိုလေးရိုက်ဓာတ်ပုံလေးရိုက်လာရနော်တောင်တန်းလေးတွေရောတိမ်လေးတွေရောဒါပေမဲ့တခုမလှတာအမိုက်တွေပြစ်ကြအများတယ်အဲ့ဒါတော့ရုပ်ဆိုးတယ်အဲ့ဒါမလှညတော့တော်ပူတယ်အဲ့အချိန်က10နာရီတောင်ထိုးသေးဘူး9နာရီထိုးကန်လီလောက်လားမသိဘူးအဲ့ချိန်လောက်ဖြစ်မယ်အဲ့ချိန်လောက်ရောက်ပါပြီဘာလို့ဆိုတော့တောင်တက်ကားစီးရဲ့အချိန်ကလည်း9နာရီနဲ့10နာရီကြားဆိုတော့10နာရီကျော်9နာရီအဲ့လောက်ဖြစ်မယ်ဘာလို့ဆိုတော့ကားပေါ်ကဆင်းတာနဲ့ကိုလမ်းက6ရသေးရဲ့လေအမှရွှေနှန်းကျင်နန်းတို့ဈေးတန်းတို့အမှဖြတ်ပြီးတော့ဖျားပေါ်ရောက်ဆိုတော့လမ်းလျှောက်ပြီးတော့ထုတ်ချဖျားဖူးရနဲ့အဲ့လေငွေဘက်ကိုသွားဟိုရှောက်ကြည့်ဟိုဆက်စုဒီဆက်စုပေါ့အဲ့လင်းကွင်းကိုသွားကြည့်ရှုခင်းကြည့်လင်းကွင်းကိုရှုခင်းကြည့်ပြီးရတယ်ဘဲဆက်သွားလဲဆိုတော့ရသေးတောင်တက်ဓပုံရိုက်ဖျားဖူးပြီးရတယ်ကြီးကန်းပါဇက်ကိုတန်းဆင်းတဲ့လမ်းမှာလည်းလူများတယ်ပြီးတော့ဈေးဆိုင်တန်းနေလည်းအများကြီးရှိတယ်အဲ့နဲ့ကြီးကန်းပါဇက်ကိုရောက်သွားရောကြီးကန်းပါဇက်ရောက်သွားတော့ထုံးစံတိုင်းသိရဆိုတော့လူတွေကတော့အရမ်းများအထဲထိတော့မဝင်ခဲ့ဘူးဖျားကိုလေဒါကတော့နောက်တစ်နေ့မနေ့အဲ့နေ့မှာစရောက်တဲ့12ရက်နေ့မှာပဲမနက်ပိုင်းသွားပြီးတော့နေ့နေခင်းညဖျားတက်ဖို့ဒီလောက်နဲ့ပဲဒီနေ့အချိန်ကုန်သွားဒါနောက်နေ့73ရက်နေ့ပေါ့73ရက်နေ့မှာမလက်စာစားပြီးရနဲ့ကိုလက်တန်ရှင်းလုံးမလက်စာစားပြီးရနဲ့ဖျားတက်ဖို့မြင်တဲ့အတိုင်းပဲလူတွေကတော့တော်တော်များတယ်ဒါကထမင်းဆိုင်တဲတဲ့နေရာရဲ့အပေါ်တက်ကနေမနေ့အစိုးရမြင်ရတဲ့ view လေးလှရနော်ဒါမနေ့အစိုးရ6နာရီဝန်းကျင်လောက်ဖြစ်မယ်အဲ့အချိန်လောက်အဲ့ view လေးကလှလို့ကိုတန်းစင်ကသွားလို့အောက်ဆင်းတာပဲဖြစ်အောက်မှာထမင်းစင်းစားတာပဲဖြစ်အဲ့လိုသွားလို့ရှိရင်အဲ့လှေကားကိုဖြတ်အဲ့လှေကားမှာရှိရပရင်ပေါက်နေရတယ်လှမ်းနေရတယ် view လေးအဲ့ view လေးလှလို့ရိုက်ထားလိုက်တာဒါကညနေရောက်သွားပြီညနေရောက်ပြီးတော့ထမင်းစားရပေါ့နော်ထမင်းစားတဲ့အချိန်မှာအပြင်ထွက်ပြီးတော့လူတွေအရမ်းများလာလေးကိုရိုက်ထားလိုက်တာဒါကဘိတ်တို့တဲတယ်မုံဆန်းစားရဆိုလားစားတော့လေးရမဆိုပါဘူးစိတ်ကြီးပါလေတန်လည်းတန်လူတွေကတော့အရမ်းများတာတိတ်ရဆိုတော့ဖျားဖို့မှာလည်းအိတ်ကြတယ်အများကြီးပဲအေးရလေညားနဲ့မနဲ့အစောကြီးဆိုတော်တော်အေးတယ်နင်းလေရတော့ပူတယ်နည်းနည်းများဆိုတော့နေလို့တော်တော်ကောင်းတယ်ဒါတော့များပဲများတဲ့သူလေးပေါ့ဖျားပူတဲ့သူတွေရောထမင်းစားဖို့ခေါ်တဲ့သူတွေရောဈေးတိုင်းရလူတွေရောအထုပ်တယ်ပေးတဲ့သူတွေရောတော်ရှုပ်ချက်ခက်အေးတခုရှိတာကတော့ပိတ်ရက်သွားတဲ့အတွက်အေးဆေးလေးရောဖျားတော့ပူရတော့လေတော့ပြေးတယ်လေဥပဒေပေးရလိုက်ပါလားအမိုးကဝချင်လို့နေဒီပေါ်ဒီငါခွေးနေရတယ်ဒီတာပါလာနေမမီးတော့အဲ့ဒီကနေဘုရားပေါ်တက်ပြီးညဘက်အချိန်လေးတွေကို
ခိုက်ထားတာဖြစ်ပါတယ်လူတွေကတော့တော်တော်များတယ်ပြည့်ရဆိုတော့လေသွားပြီးတော့ညာပဲညမီတော့ပြောပြညမချက်သွားလေဘုရားလက်ကြည့်ညာပဲတော့ဟဲ့လားဘာဒီဒီသမီးတို့သမားပါမ ပြီးတော့ခု14ရက်နေ့မနေ့ရောက်ပြီပြန်ပါပြီဖရားအနေနဲ့ဒါကဖရားကိုမုတ်ဦးလေးကိုဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်အဲ့ရနေမှာခုပြန်ပြီပေါ့နော်တောင်ဆင်းကားပေါ့တောင်မောင်းနေဆင်းတဲ့ကားကိုစီးဖို့တွားနေပါတယ်ဒါလည်းခုအဲ့ပြန်နေကြတဲ့သူတွေဒါတော့မနေ့အဲ့ဒါကားပေါ်မရောက်ခင်အချိန်ကိုကားဆောင်နေတဲ့အချိန်ကိုကြည့်လိုက်တာမနေ့9နာရီနဲ့7ခွန်ဒါဆိုရင်တော့အဲ့9နာရီနဲ့7ခွန်မတိုင်ခင်ပေါ့9နာရီတော့အချိန်အဲ့တော့ပြန်တဲ့သူတွေတော်တော်များတယ်ဒါတော့စောစောထားပြီးတော့ဂရိယာထားပြီးတော့စောစောထားပြီးပြန်လာအဲ့တော့လူတော်တော်များတယ်တော့ဘယ်တော့ငါပူပါတယ်ကဲတွဲတော့ကဲတရကြောငါပူပါတယ်ငါသားမို့လက်ဆောင်လေးတွေတပူတော့ပြန်ပါပြီမွန်ပြည်နယ်မှာနှုတ်ခွန်းဆက်တာပါဤပြီးတော့စတောင်းတရားပေါ့ရောက်ပြန်ပါပြီနော်တောင်းတရာရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်